လက်ဖက်ရည်တောက်ချင်းဤအကျိုးရှိချက်10ချက်နှလုံးအာရုံဆိုင်မှုကောင်းစေသည်တနည်းအားဖြင့်လက်ဖက်ရည်က antioxidant များဖြစ်တဲ့ polyphenol များနဲ့ flavonoid တွေကသွေးလေပတ်မှုကောင်းစေသည်နှလုံးရောဂါအန္တရာယ်ကိုရှော့ထားပေးပါတယ်အာရုံဆိုင်နိုင်စွမ်းတိုးစေသည်လက်ဖက်ရည်က caffeine နဲ့အဲဒီကနန်းဆိုတဲ့အာရုံဆိုင်မှုတိုးပေးသောဓာတ်ပစ္စည်းကြောင့်အုံနောက်လှုပ်မှုပိုကောင်းစေပါတယ်အာဟာရချို့တဲ့မှုရှော့ချပေးသည်ဗီတာမင်နဲ့သတ္တုဓာတ်အမနဲ့ငယ်ပါဝင်ပြီးကိုခန္ဓာအင်အားပြန်လဲဖြည့်တင်းပေးပါတယ်အသားရည်တောက်ပါစီသည်အဆီအနည်းဖြစ်ပြီး antioxidant များကြောင့်အသားရည်ကိုညှိနှိုင်းကောင်းစေသလိုအသက်အရွယ်တန်းဆင်းနိုင်စွမ်းရှိပါတယ်အာဟာရအချက်ချင်းအတွက်ကောင်းသည်အစာရင်အီးစေပြီးအစာမကြေခြင်းဝမ်းပိုင်နာခြင်းကိုရှော့ချပေးနိုင်ပါတယ်သွေးရင်းချိုအဆင့်ကိုထိန်းသိမ်းပေးနိုင်သည်အထူးသဖြင့်အစိမ်းရောင်လက်ဖက်ရည်တောက်ခြင်းကသွေးရင်းချိုကိုထိန်းသိမ်းကောင်းစေပြီးစီးချိုယောဂါကာကွယ်ပေးနိုင်ပါတယ်အစီကြပြီးကိုယ်အနေချင်းထိန်းပေးသည်လက်ဖက်ရည်တွေကကတိချင်းများကမီးချစ်လက်ဆောင်မှုမြင့်ကင်ပြီးအစီဓာတ်ကျွမ်းမြောက်စေပါတယ်အနာတရားကင်းစေသည်လက်ဖက်ရည်မှာပါဝင်တဲ့ tannins တွေကယောဂပိုးနဲ့တိုက်ဖြတ်နိုင်စွမ်းရှိပြီးကိုယ်ခံအားတိုးစေပါတယ်သွေးပေါင်ခြင်းကိုထိန်းသိမ်းနိုင်သည်စနစ်တကျတောက်ပါကသွေးလက်ပတ်မှုကောင်းစေပြီးသွေးပေါင်ခြင်းကိုညှိနှိုင်းကောင်းစေပါတယ်အစီဖို့ကင်းသောတောက်သုံးပစ္စည်းဖြစ်သည်တကြားမထည့်ပဲတောက်ပါကကယ်လိုရီနည်းပြီးကျန်းမာရေးအတွက်အထောက်အကူဖြစ်ပါတယ်